အခုလိုမျိုးဓာတ်ပုံကနေပြီးတော့တိုင်းထားချသွားတဲ့ဗီဒီယိုကိုဘယ်လိုလုပ်ရလဲဆိုပြီးတော့မေးနေတဲ့လူတွေအတွက်ကျွန်တော်ဒီနေ့သွားလို့ရတဲ့ AI website လေးတစ်ခုကိုလိုက်ပြပေးပါမယ် Let's go guys ဒီဆုံး Chrome ဖြစ်ဖြစ် Safari တွေဖြစ်ဖြစ်ဝင်ပေးပါရောက်ပြီဆိုရင် search bar လေးထဲမှာ HAILUOAI.video ဆိုပြီးတော့ရိုက်ရှာပေးပါရှာပြီးရင်တော့အပေါ်မှာရှိတဲ့ sign in ဆိုတာလေးရှိပါတယ်အဲ sign in ဆိုတာလေးကိုတစ်ချက်နှိပ်ပေးပါ continue with Google ဆိုပြီးတော့ပေါ်ပါတယ်အဲ continue with Google လေးကိုနှိပ်ပေးပါနှိပ်ပြီးရင်တော့ကိုယ့်ရဲ့ Gmail တစ်ခုခုနဲ့ကိုဝင်ပေးပေါ့နော်အဲမှာသူတက်လာတဲ့ Gmail ကိုယ့်ရဲ့ Gmail တစ်ခုခုနဲ့ဝင်ပေးလိုက်ပါပြီးရင်တော့ I got it ဆိုတာလေးကိုနှိပ်ပေးပါပြီးတော့ကျွန်တော်တို့အပေါ်မှာ point 1100ရပါပြီအောက်မှာရှိတဲ့ plus လေးကိုနှိပ်ပေးပါနှိပ်ပြီးတော့အပေါ်မှာ 12V ဆိုတာရှိပါတယ်အဲ 12V လေးကိုနှိပ်ပေးပါပြီးတော့ကျွန်တော်တို့ဒီမှာပုံထည့်ရမှာပေါ့နော်တစ်ချက်နှိပ်လိုက်ပါပြီးတော့ photo library ကိုနှိပ်ပေးပါနှိပ်ပြီးတော့ကိုလှုပ်ချင်တဲ့ပုံလေးတစ်ပုံကိုအဲ့ထဲကိုရွေးထည့်ပေးလိုက်ပါထည့်ပြီးတော့ကိုကအောက်မှာစာရေးရမှာပေါ့နော်ကိုယ့်ရဲ့ပုံကိုဘယ်လိုဖြစ်စေခြင်းလဲဆိုတာအကုန်ချရေးလို့ရပါတယ်ကိုက Kung Fu Fighting မျိုးချခြင်းလဲဆိုလို့ရှိရင် KUNG FU Fighting ဆိုပြီးရိုက်ထည့်လိုက်ပါချတာမှမဟုတ်သူကကြိုက်တာအကုန်ရေးလို့ရပါဘောเนาะအဲ့မှာရေးပြီးတော့ကိုဖြစ်စေခြင်းတဲ့အတိုင်းကိုအဲ့ထဲမှာရိုက်ထည့်လို့ရပါတယ်ကိုကရေးပြီးပြီဆိုရင်တော့အောက်မှာရှိတဲ့ point 30လေးကိုနှိပ်ပေးလိုက်ပါနှိပ်ပြီးွားရင်တော့တစ်နာရီနှစ်နာရီလောက်တော့စောင့်ရပါတယ်ဘာဖြစ်လို့လဲဆိုတော့အခုနောက်ပိုင်းလုံးတဲ့လူတွေကရမ်းများနေလို့ပါအခုကျွန်တော်ရဲ့ရှေ့မှာဆိုလို့ရှိရင်48000ရှိပါတယ်အဲ့တော့ကျွန်တော်အဲ့48000စောင့်ပြီးမှကိုယ်လေကိုရောက်မှာပါအောက်မှာကိုစောင့်ရမယ့်မိနစ်ကိုရေးထားပါတယ်အဲ့တော့ကိုလုံးစရာရှိတာကိုသွားလုပ်ပြီးတော့မှဒီကိုပြန်လာကြည့်ပေါ့နော်အချိန်ပြည့်လို့ကိုပြန်လာကြည့်ရင် create history ဆိုတာရှိပါတယ်အဲ create history လေးကိုနှိပ်လိုက်ပါနှိပ်ပြီးတော့ကိုလိုထားတဲ့ဗီဒီယိုလေးရပါပြီညာဘက်မှာရှိတဲ့ download button လေးကိုနှိပ်ပြီးတော့ကျွန်တော် download ဆွဲလို့ရပါပြီအဲ့မှာလည်းဝင်ကြည့်လို့ရပါတယ်ကဲအဲ့ဆိုတော့ကိုလိုချင်တဲ့ဗီဒီယိုလေးရပြီလို့တော့ထင်ပါတယ်ကျွန်တော်တို့ Artemis ပါကျွန်တော် YouTube channel လေးတစ်ခုဖွင့်ထားပါတယ်အဲ YouTube channel လေးကိုတွားပြီး subscribe လုပ်ပေးကြပါဦးသိချင်တာလေးရှိမှဖြစ်ဖြစ်မေးချင်တာလေးရှိမှဖြစ်ဖြစ် comment box မှာမေးထားလို့ရပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုတွေမှာဆက်တွေ့ရပါဦး